မင်္ဂလာပါရှင်ခင်မောင်းတဲ့မီဒီယာကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်မဲ့အစီအစဉ်လေးကတော့ဘာရီပြောချင်လဲဘာရီပြောကြမလဲဆိုတဲ့စကားဝိုင်းအစီအစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့အစီအစဉ်လေးမှာလက်တလုံးမှာပြည်သူတွေကြားမှာအုပ်အော်တောင်းနှင်းဖြစ်ပြီးတော့ရေပန်းစားနေတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကျောင်းကိုလည်းအယုတ်ဆိုးကြီးတန်းစီတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖေဖော်ဝါရီ9ရက်နေ့တုန်းကဒီစက္ကမရဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးသရိုးမဟာတရီစီသူသရိုးတီကြီးသူရမမင်းအောင်လှိုင်ကိုရန်ကုန်တက္ကသိုလ်ကြီးကနေပြီးတော့အထူးဘွယ်နှင်းတပင်အခမ်းအနားကြီးကိုဆင်ရင်ကျင်းပပြီးတော့ဂုံတူးဆောင်ပါရဂူဘွယ်ကြီးကိုထပ်မံချီးမြှင့်လိုက်တဲ့အပေါ်မှာဒီကနေ့ဘာရီပြောချင်ကြလဲဘာရီပြောကြမလဲဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့စကားဝိုင်းလေးကိုကျမတို့ဖိတ်ခေါ်ထားတဲ့ဆရာဆရာမတွေရှိပါတယ်။ဒီဆရာဆရာမတွေဟာဆိုလို့ရှိရင်ရန်ကုန်တက္ကသိုလ်မှာတာဝန်ထမ်းဆောင်ပြီးတော့စီဒီအမ်ပြုလုပ်ခဲ့တဲ့ဆရာဆရာမတွေဖြစ်တယ်။နောက်ပြီးတော့ကျမတို့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့တက္ကသိုလ်ကျောင်းသားစီဒီအမ်ကျောင်းသားတက်ကိုလည်းကျမတို့ဖိတ်ခေါ်ထားပါတယ်။ဆိုတော့ကျမတို့ဒီနေ့အစီအစဉ်လေးမှာဆရာဆရာမတွေလည်းရောက်နေပြီဆိုတော့ကျမတို့ရဲ့စကားဝိုင်းလေးကိုစလိုက်ကြပါမယ်။ဒီနေ့ရဲ့အစီအစဉ်လေးကို moderator အနေနဲ့ကျမစုလိုင်းကနေပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်။မင်္ဂလာပါဆရာကြီး။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ဆရာရဲ့အမည်နဲ့လက်ရှိဆရာရဲ့ဆောင်ရွက်နေတဲ့ဆရာရဲ့အကြောင်းအရာလေးကိုမိတ်ဆက်ပေးပါအောင်ဆရာ။ကျွန်တော်ကတော့ဒေါက်တာဝေရန်လင်းပါ။ရန်ကုန်တက္ကသိုလ် philosophy ဌာနကပါမောက္ခနဲ့ကျွန်တော် CDM လုပ်လာခဲ့တယ်ပေါ့နော်။ဆိုတော့ရန်ကုန်တက္ကသိုလ်အခုရန်ကုန်တက္ကသိုလ်မှာရှိစဉ်ကလည်းကျွန်တော်ဒီဆရာများသမဂ္ဂရဲ့အလုပ်မှုဆောင်အဖွဲ့ဝင်တူပဲပေါ့ဒါကျွန်တော်ခုမတိုင်ခင်လေးကလည်းတက္ကသိုလ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမြန်မာနိုင်ငံရဲ့ဒီပညာရေးပြောင်းလဲမှုလုပ်ငန်းစဉ်တွေမှာကျွန်တော်တို့တအားပြီးဆောင်ရွက်ပါဝင်ခဲ့တယ်ပေါ့နော်ဒီအနာသိမှုနောက်ပိုင်းမှာတော့ CDM ဖြစ်ပါဝင်လာပြီးတော့ကျွန်တော်အခုလက်ရှိကတော့ရန်ကုန်တက္ကသိုလ်ဂျာကာလာကောင်ဆယ်ရဲ့ကောင်ဆယ်လာတယောက်အနေနဲ့အလုပ်လုပ်နေပါတယ်ဆိုတော့ဒီကြာကာလမှာပညာသင်ခွင့်ပေါ့စကားစားအောင်မှာပညာမသင်ယူလို့တဲ့ကျောင်းသားတွေအတွက်တော့ကောင်းဆေးဆိုးရရင်လည်းဆက်မှုကြောင့်ပညာသင်ခွင့်ဆုံးရှုံးနေကြတဲ့ကျွန်တော်တို့တက်တူပညာရေးလိုအပ်သူတွေအတွက်တော့ကောင်းကျွန်တော်တို့တတ်နိုင်တဲ့များနဲ့အစိမ့်ပညာရေးတွေကျူပန်းကောက်တယ်ကိုဆောင်ရွက်ပြီးနေတဲ့ရန်ကုန်တက္ကသိုလ်ဂျာကာလာကောင်ဆယ်မှာတာဝန်ထမ်းပြီးလုပ်နေပါတယ်ဗျဟုတ်ကဲ့အကုန်ယူပါတယ်ဆရာရှင်ဟုတ်ကဲ့ဆရာမကြီးဆရာမရဲ့အမည်နဲ့ဆရာမရဲ့အကြောင်းလေးကိုလည်းမိတ်ဆက်ပေးပါအောင်ဆရာမဟုတ်ကဲ့ရှင်ကျမနာမည်ကနိုင်ဝေမောင်မြင့်ပါရန်ကုန်တက္ကသိုလ်ရှေ့တိုင်းပညာဌာနလေးပေါ်မှာကတိကနဲ့စီကံလောက်လာခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီဆရာတက္ကသိုလ်ဆရာဖြစ်နေလုပ်နေတဲ့အချိန်မှာလည်းကျမဆရာများသမဂ္ဂမှာအဖွဲ့ဝင်ဖြစ်နေလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှဒီခုဖြစ်ပြီးတော့ဒီစီရန်လောက်လာပြီးတဲ့နောက်ပိုင်းမှာအခုလက်ရှိမှာလည်းဆရာတို့နဲ့အတူတူရန်ကုန်တက္ကသိုလ်ဂျာကာလာပေါ့နော်ရန်ကုန်တက္ကသိုလ်ဂျာကာလာကောင်စီ UIC မှာဆရာနဲ့အတူဆက်ပြီးမှလက်တွဲလုပ်နေပါတယ်ရှင်ဟုတ်ကဲ့ဂုဏ်ယူပါတယ်ဆရာမကြီးဟုတ်ကဲ့မောင်လေးရဲ့အမည်နဲ့မောင်လေးရဲ့အကြောင်းလေးကိုလည်းမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဖိုးချိုလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာလည်းဒီကျောင်းသားသမဂ္ဂဘို့အလုံးမှုဆောင်အဖွဲ့ဝင်အနေနဲ့ပါဝင်ဆောင်ရွက်နေသလိုလက်ရှိမကွေးတက္ကသိုလ်ဂျာကာလာကောင်စီမှာလည်းပဲဒီအလုံးမှုဆောင်အဖွဲ့ဝင်တယောက်အနေနဲ့ဒီဂျာကာလာပညာသင်ကြားရေးနဲ့ပတ်သက်ပြီးတော့မှပညာရေးဆိုင်ရာကိစ္စတွေမှာပါဝင်ဆောင်ရွက်နေပါတယ်လို့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်မောင်လေးတွေလည်းအများကြီးဂုဏ်ယူပါတယ်နော်ဟုတ်ကဲ့ဆိုတော့လေကျမတို့ပေါ့နော်ဒီနေ့ကျမတို့မိကွန်းလေးကိုပေါ့နော်စတင်လိုက်မယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့ကတော့ဆရာကိုအရင်ဆုံးပေါ့နော်ကျမမိကွန်းလေးတစ်ခုမေးချင်ပါတယ်အဲ့ဒါကတော့ဒီနေ့လက်တလုံးမှာပေါ့နော်အရင်ရေပန်းစားနေတဲ့အကြောင်းအရာလည်းဖြစ်တယ်ပေါ့နော်ဒီရန်ကုန်တက္ကသိုလ်ကြီးကနေပြီးတော့ဒီလိုမျိုးပေါ့နော်စစ်ကောင်စီရဲ့ပေါ့နော်စစ်ကောင်းဆောင်တယောက်ကိုပေါ့နော်အထူးဘွယ်နှင်းတပင်ဆိုတဲ့ဟာကြီးကိုအခမ်းအနားကြီးကိုကျင်းပပြီးတော့သူတို့ဒါအကုန်လုံးဆောင်ဖွဲ့ကြီးကိုပေါ့နော်ပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒီပေါ်မှာဆရာအနေနဲ့ပေါ့နော်ဘာတွေပြောချင်လဲပေါ့နော်အဲ့တော့ဆရာရဲ့အမြင်သဘောထားလေးကိုလည်းနားထောင်ချင်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်စကားဝိုင်းတွေဖိတ်ခေါ်ပြီးလာတာပေါ့နော်ဒီနေ့ကတော့ဆိုတော့
မိကုန်းအတွက်နဲ့ပတ်သက်လို့ပြောရင်တော့ဒီကိစ္စကလေဒီပုဂ္ဂိုလ်အတွက်နဲ့ကျွန်တော်တို့တခန်းတနားကြီးစကားဝိုင်းဖွဲ့ပြောနေရတာဟိုအပြည့်ကလည်းနားလည်းပဲထင်ပါတယ်အဲ့လောက်ကြီးမတန်တော့ဘူးဒါနဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးနဲ့တော်လှန်ရေးကိစ္စတွေလိုအပ်လာတဲ့အတွက်ကြောင့်ဒီစကားဝိုင်းလေးဖြစ်လာတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဆရာမတို့ရဲ့ရည်ရွယ်ချက်ကိုလည်းဒီလိုမြင်မိတယ် ဟုတ်ပါတယ်ဆရာ ကျွန်တော်တက်တူတွေမှာဘွဲချီးမြှင့်တဲ့အခါတက်တူဘွဲနေလို့ခံမရဲ့ဘွဲစင်းမြင့်ထက်ကိုတက်ပြီဆိုတာ ਨੇ ကျွန်တော်သုံးတဲ့အသုံးလေးရှိတယ်လေ โอเค တက်ဆိုင်ရာပညာရေးရဲ့ဘုံခွဲဒီမှပေါင်းမြောက်အောင်မြင်ပြီးဟုတတ်မှတ်ခြင်းခံရသူများကိုပါမောက္ခရှိတို့ရောက်တင်သွင်းပြီးတော့ဘွဲအနှင်းမယ်ဆိုပြီးကျွန်တော်ကြေညာတယ်ပေါ့နော်ဆိုတော့ဒါဆိုတော့ကျွန်တော်ဒီခုနဆရာမမေးလိုက်တဲ့မိကုန်းတွေကဒီပုဂ္ဂိုလ်ပေါ့ဘွဲယူတယ်ဆိုတော့ဒါကျွန်တော်တို့ထပ်ဒီလက်ရှိစကားစအောင်မှာစကားမပေါ့ဆရာမကလည်းစကားမအောင်မှာပညာတာဝန်ထမ်းနေကြတဲ့ပုဂ္ဂိုလ်တွေကိုလည်းကျွန်တော်တို့ပညာတက်ဂုဏ်သိက္ခာမရှိတဲ့သမင်းလို့တော့လုံးနေကြလူတွေလည်းကျွန်တော်တို့မေးဖို့ပြန်မေးစရာရှိတယ်ဆိုတော့ကျွန်တော်တို့ဝဲချင်းမြင့်တဲ့အခါမှာဒီအတုံးလုံးကိုတကယ်ကိုပဲရင်ထဲတဲတွေကဒီသူတို့ပြောနိုင်ခဲ့ချသလားဆိုတဲ့မေးခွန်းမေးရပါတော့နော်ဆိုတော့သမင်းစားဖို့အတွက်မေးတယ်ဆိုတော့ကျွန်တော်တို့ပညာရေးလောကရဲ့ဂုဏ်သိက္ခာကိုဒါကျွန်တော်တိုင်းပြည်ရတယ်သိသွားပြီကျွန်တော်တို့ပညာအဆင့်တန်းဘယ်လောက်ရှိတယ်လဲနာတဲ့ကလေးတွေမျှော်လင့်ချက်အတွက်ဘယ်လောက်အားကိုးအားထားပြုစရာပညာရေးဝန်ကြီးဖြစ်ရှိနေလဲတနိုင်ငံကမြင်သွားစေတဲ့လုပ်ရပေါ့ဗျာဆိုတော့အဲ့တော့ချင်းချင်းလူတွေကလည်းဂုဏ်သိက္ခာမဲ့ဆိုတာချင်းချင်းခဲရတယ်လို့ခံယူတဲ့သူကလည်းဂုဏ်သိက္ခာမဲ့ဆိုတာနဲ့ရယူသွားတယ်ဖြစ်ရပါတော့တက်တူရဲ့အစင်လာမှာဒါအမှန်တန်ကိုပဲအချက်ရစရာအကောင်းဆုံးဂုဏ်သိက္ခာအနည်းဆုံးဖြစ်ရဖြစ်ခဲ့တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဆိုတော့ပညာရံဝင်လည်းမဟုတ်ဘူးပေါ့နိုင်ငံသားတွေရဲ့အနာဂတ်အတွက်ပါဒါအမှန်တန်ကိုဆုံးရှုံးသွားစေလောက်တဲ့ပြရုပ်တစ်ခုဖြစ်ခဲ့တယ်လို့တော့ကျွန်တော်မြင်မိပါတယ်ကျွန်တော်တို့တယောက်တည်းနေမဟုတ်ပါနော်အဲ့တော့နိုင်ငံသားတွေတယောနေရတယ်ဒီပွဲဝတ်စုံနဲ့တက်လာတဲ့ပုံမှာကျွန်တော်တို့မြင်တွေ့နေကြတယ်ဂုံယူခွင့်ကြွားဆိုတာကျွန်တော်တို့ကဟိုပြောရင်တော်လိုင်းအုပ်စုဘက်ကမလို့တင်မဟုတ်ဘူးကျွန်တော်တို့မှာကျန်တဲ့မိတ်ဆွေတွေကျန်တဲ့သတင်းဌာနတွေကျန်တဲ့ဟိုအတိုင်းဝိုင်းတွေအချိတ်ဆက်တွေပေါ့နောက်ဆုံးပြောရင်စစ်တပ်နဲ့ရှင်းနေတဲ့အတိုင်းဝိုင်းကသတင်းတချို့တွေကျွန်တော်တို့တခြားသတင်းတွေဖတ်ကြမြင်ကြတွေ့ကြတယ်တိုးတော်လည်းပဲဒီဝဲရရှိသွားတဲ့ပုံမှာဂုံယူခွင့်ကြွားဆိုတာနဲ့အတိမတ်ပြုနေကြတာတော့ကျွန်တော်မတွေ့ဘူးတော်တော်ကိုဂုံသိက္ခာမဲ့လောက်ရပါလေအရှက်မရှိတော့အောင်ကိုဖြစ်သွားတဲ့လောက်ရပါဟုတ်ကျွန်တော်ပဏာမနဲ့လောက်ပြီးဖြေကြပါရစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဆရာပြောသွားတဲ့ဥစ္စာမှလည်းတကယ်ကိုဒါဂုဏ်သိက္ခာမဲ့တဲ့လုပ်ရတစ်ခုပေါ့နော်ဆိုတာကိုဒီစစ်ကောင်စီရဲ့လက်အောက်မှာနေတဲ့သူတွေကပညာရေးလူတွေကနေပြီးလုပ်ခဲ့တဲ့ပုံမှာရှက်ဆရာလည်းဖြစ်တယ်ဆိုတာမျိုးဆရာရဲ့အမြင်လေးပြောသွားပြီးတာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဒုတိယအနေနဲ့ကကြတော့ဆရာမကိုကျွန်မဒီမိကုန်းလေးကိုပဲဆက်ပြီးတော့မေးချင်ပါတယ်ဒီဖေဖော်ဝါရီလ9ရက်နေ့တုန်းကဒီလိုမျိုးပေါ့နော်ဟိုဒီစစ်ကောင်ဆောင်ကိုဘယ်နေဒီလိုမျိုးဂုဏ်ထူးဆောင်ဖွဲ့ကြီးပေးခဲ့တဲ့အပေါ်မှာဆရာမရဲ့အနေနဲ့ဘာတွေပြောချင်လဲပေါ့နော်ဆရာမရဲ့အမြင်နဲ့ဆရာမရဲ့သဘောထားလေးကိုလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါရှင်ဘာဖြစ်သွားလဲဆိုတော့ဒီစစ်ကောင်းဆောင်ပေါ့နော်ဂုံလူဆောင်ဘာတစ်ခုဖွဲ့ချင်းမြင့်လိုက်တဲ့အခါမှာကျမတို့သမိုင်းအစဉ်လာကြီးမားခဲ့တယ်ပေါ့နော်သမိုင်းအစဉ်လာကြီးမားပြီးတော့မှနိုင်ငံကောင်းဆောင်တွေကဘာတိထင်ရှားကြော်ကြားတဲ့ပုံကိုယ်တွေမွေးထုတ်ပေးခဲ့တဲ့တက္ကသိုလ်ရဲ့ image ကလုံးဝကိုကျသွားလို့ခံစားလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီသမိုင်းလည်းမကောင်းတော့သလိုဒီလိုကျသွားတဲ့ပုံမှာလည်းအရန်ကိုပဲစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်ဒီလက်တလောပညာရေးကိုကြည့်လိုက်မယ်ဆိုရင်ကျမတို့လက်တလောပညာရေးကဒီအာနာရှိရဲ့လွန်မှုမှုအောက်မှာကြာရောက်နေတာလုံးဝကြာရောက်နေတယ်ဆိုတော့လုံးဝတိတာထင်ရှားနေရတယ်တိတာတိုင်းထင်ရှားမြင်နေရတယ်ပေါ့နော်အဲ့လိုမြင်နေရတဲ့အတွက်ကြောင့်လို့ဒီဟာကိုချိမြင့်လိုက်တဲ့အတွက်ဒီလိုချိမြင့်တဲ့ပေါ့နော်ဒီဘွဲချိမြင့်လိုက်တဲ့ဒီပညာရေးလက်ရှိဟိုအမှုထမ်းနေတဲ့ပညာရေးဝန်ထမ်းတွေကရောဒီပုံမှာဆရာခုနကပြောသလိုတကယ်ကိုပ
ပေါင်းမြောက်လို့ပေးလိုက်တဲ့ဘွဲလို့တော့သူတို့ကိုယ်တိုင်ချစ်ချင်းနဲ့လက်ခံသလားပြီးရင်ခုနကပြောဆရာပြောသလိုပဲသူတို့ယာရုအာနာကြောင့်သူတို့ထမင်းစားဖို့အတွက်ပဲဒီဟာကိုချိမြင့်လိုက်တာလားပေါ့နော်အဲ့တော့ဒီလိုမျိုးလုပ်လိုက်တဲ့အခါမှာအကုန်လုံးရဲ့ဝါပြီးတော့မှသူတို့ကလည်းဆိုရင်ရှုံချတာတွေကဲရတယ်သူတို့ပို့ပြီးတော့ခံရတယ်အဲ့အတွက်တော့သူတို့လိပ်ပြလုံးကြလားကျွန်မအဲ့ဒါကိုမေးကြည့်ချင်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီဟိုပါပေါ့ဒီပညာရေးရာဆိုလို့ရှိရင်ပေါ့နော်ဒီအခုဘွဲယူသွားတယ်ဒီဘွဲကိုလက်ခံယူသွားတဲ့စကားစကောင်းဆောင်ကလည်းစစ်ကောင်းဆောင်ကလည်းဒီဟာဒီဘွဲလက်မှတ်တင်ပြရုပ်တစ်ခုပဲတေကေတာတစ်ခုပဲဖြစ်ပြီးတော့တကယ်နိုင်ငံရေးပဲဖြစ်ဖြစ်ဟိုစားလူမှုရေးပဲဖြစ်စီးပွားရေးအကုန်လုံးရဲ့ရှုထောင့်နေချင်းသူဘာတွေလှုပ်ဆောင်နေတယ်သူဘယ်လောက်ထိအကျိုးပြုကြလဲဆိုတာကတကယ်လက်တွေ့တက်တယ်လို့ကျွန်မမြင်ပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမဖြေသွားတာလည်းကျေးဇူးတင်ပါတယ်ဆရာမဒီပုံမှာပေါ့နော်ဆရာမအနေနဲ့စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းကျွန်မကြားလိုက်ရတယ်ပေါ့နော်ဆိုပြီးတော့နောက်တစ်ခါဟိုစားဒီပညာရေးနဲ့ပတ်သက်ပြီးတော့လေပေါ့နော်ဒီလိုမျိုးသမိုင်းမှာဖြစ်သွားတဲ့အပေါ်မှာကိုလည်းဟိုဆရာမအနေနဲ့ဟိုဒီကလေးတွေအနာဂတ်အတွက်ပေါ့နော်ဆိုတာမျိုးလေးလည်းကြားလိုက်ရတယ်ပေါ့နော်ဆရာမဖြေကြားရကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟိုကုဖိုးချုပ်လေးရေကျွန်မကုဖိုးချုပ်လေးကိုလည်းဟိုဒီမိကုန်းကိုပဲပေါ့နော်ကျွန်မထပ်ပြီးတော့မေးချင်တာပါဟိုကိုဖိုးချိုလေးကစီရီယန်တက္ကသိုလ်ကျောင်းသားတူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုဒီစစ်ကောင်းဆောင်လူမျိုးကိုဒီလိုဂုဏ်လူဆောင်ဖွဲ့ကြီးပေးတဲ့အပေါ်မှာပေါ့နော်ကိုဖိုးချိုလေးရဲ့ခန်းစားချက်ကိုဖိုးချိုလေးဘာတွေပြောချင်လဲပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်မကြားချင်ပါတယ်ဟုတ်ကျွန်တော်အနေနဲ့ပြောရရင်တော့ဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဒီဖွဲ့ပေးလိုက်တာဒီသူလက်ခံယူတဲ့အနေနဲ့ဟိုသူကိုသူဒီဖွဲ့နဲ့တန်ရက်လာပေါ့နော်တန်ရက်လာတော့သူလိပ်ပြလုံးသာခံယူရဲလာပေါ့နောက်ပေးလိုက်တဲ့ပုံကိုယ်တွေအနေနဲ့ဒီဟာကိုဒီဂုံတိခါမဲ့ဆိုတာပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ကဒါဟိုတကယ်ကိုပညာရေးပေါ်မှာထားတဲ့စေစနာရှိရလားပေါ့နော်မြန်မာပညာရေးစနစ်ကိုသူတို့ကိုယ်တိုင်ပဲဖျက်ဆီးခဲ့တာလို့ကျွန်တော်အနေနဲ့မြင်တယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒါပညာရေးလောကမှာဆိုရင်ရန်ကုန်တက္ကသိုလ်ဆိုတဲ့လို့ပြောလိုက်တာနဲ့တပြိုင်နက်တည်းတမိုင်းစင်လာကြီးမားတယ်ဒီတက္ကသိုလ်ကနေပြီးတော့မှနိုင်ငံခေါင်းဆောင်လို့ဆိုတဲ့အခါမှာလည်းဒါဒီနိုင်ငံခေါင်းဆောင်မဖြစ်ခင်မှာကဒီခေတ်ဆက်ပေါ့နော်တော်လန်ရေးကိုဆင်နွှဲခဲ့တာဒီရန်ကုန်တက္ကသိုလ်ကထွက်တဲ့ကျောင်းသားတွေဖြစ်တယ်ဆိုတော့ဒါကျွန်တော်ကကျောင်းသား CDN ဖြစ်တဲ့အတွက်ကျောင်းသားတစ်ဖက်ကတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ဒီရန်ကုန်တက္ကသိုလ်ဆိုတာဒီဒါကျောင်းသားဒီတော်လန်ရေးအဆက်ပေါ့နော်ဒီကိုလိုနီနယ်ချက်ကိုတော်လန်တဲ့အရှင်ကစလို့ဒီလက်ရှိခေတ်ဆက်ဆက်နာကျင်စနစ်ကိုတော်လန်တဲ့အခါမှာဒီရန်ကုန်တက္ကသိုလ်ကနေပြီးတော့ပဲဒီတော်လန်ရေးခေါင်းဆောင်တွေထွက်ခဲ့တယ်အဲ့လိုပဲနိုင်ငံကိုဥဆောင်တဲ့နေရာရောက်တဲ့အချိန်မှာလည်းဒီနိုင်ငံကိုဥဆောင်တဲ့ခေါင်းဆောင်အကြီးအကဲတွေပေါ့နော်ဒါကဘာတိခေါင်းဆောင်တွေထွက်ခဲ့တဲ့ဒီတမိုင်းစင်မှာကြီးမားတဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဘာလဲဆိုရင်ဒီရန်ကုန်တက္ကသိုလ်လို့ပြောလိုက်တာနဲ့တည်းကျွန်တော်တို့ကဒီဘာကိုတွဲမြင်လဲဆိုလို့ရှိရင်အာနာရှင်မှန်သမျှကိုတွန်းလှန်ခဲ့တဲ့ဒီဗဟိုချက်မှဒီဒါရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ပိတ်တာ1920ဒီကိုလိုနီကိုတော်လှန်ခဲ့တဲ့ဒီကျောင်းသားပထမကျောင်းသားတစ်ပိတ်ကစလို့ဒီခေတ်ဆက်ဆက်အာနာရှင်ကိုတော်လှန်ခဲ့တဲ့ဒီကျောင်းသားလှုပ်ရှားမှုတွေဒီရန်ကုန်တက္ကသိုလ်ကထွက်ခဲ့တယ်ပေါ့နော်ဆိုတော့တမိုင်းကအစင်လာကြီးမားတယ်တက္ကသိုလ်တစ်ခုဖြစ်တယ်နောက်တစ်ခုကပညာရေးကိုကြည့်မှဆိုရင်ကဘာမှာနဲ့ရှင်ပြီးတော့ရင်ပေါင်တန်းနိုင်တဲ့ပညာရေးတစ်ခုပေးစွမ်းခဲ့တဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီလိုဒီတမိုင်းရှင်နာကြီးမားတဲ့တက္ကသိုလ်တစ်ခုကနေဒီလိုမျိုးဒီနိုင်ငံအနှံ့ကပေါ့နော်အပြစ်မဲ့အရတားပြည်သူတွေကိုရက်ဆက်ရုံးမှာသာလေကြောင်းတိုက်ခိုက်မှုတွေကိုကြီးကြောင်းတိုက်ခိုက်မှုတွေကိုတက်ဖြတ်နေတဲ့ဟာတွေပေါ်မှာတာဝန်ရှိတဲ့သူတယောက်အဓိကပြောရရင်စိတ်ရာဇဝမှုကျူးလွန်နေတဲ့သူတယောက်ကိုဒီလိုမျိုးဘွဲတစ်ခုကိုမတန်မရာမှန်းတည်ရတဲ့နဲ့ပေးလိုက်တာဒီဒါရန်ကုန်တက္ကသိုလ်အတွက်အင်မတန်မှပုံရိပ်ကိုရှာရှင်းစေတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ရန်ကုန်တက္ကသိုလ်အတွက်ပုံရိပ်ကိုရှာရှင်းစေတာဒီဒါအကြီးမားဆုံးရှာရှင်းစေတဲ့ပုံရိပ်တစ်ခုဖြစ်တယ်လို့ဒီမတိုင်ခင်မှာလည်းဒါအနာရှင်ခေါင်းဆောင်တွေအဆက်ဆက်ဒီရန်ကုန်တက္ကသိုလ်ပေါ်မှာဒီရန်ကုန်တက္ကသိုလ်ရဲ့ကျောင်းသမဂ္ဂအစာအုပ်ဖျက်ဆီးခဲ့တယ်လို့ရန်ကုန်တက္ကသိုလ်ဒီနိုင်ငံတကာမှာရင်မောင်တန်းနေတဲ့အခြေအနေမှာရန်ကုန်တက္ကသိုလ်ရဲ့အစဉ်တန်းကိုနှိမ့်ကျသွားအောင်1962ခုနှစ်ဒီနေဝင်အစိုးရစစ်အစိုးရနေဝင်အာဏာသိမ်းပြီးနောက်မှာတက်လာတဲ့အစိုးရကရန်ကုန်တက္ကသိုလ်ရဲ့ပညာရေးစနစ်ကိုစနစ်တကျဖျက်ဆီးခဲ့တာဖြစ်တယ်ပေါ့နော်အင်္ဂလိပ်လိုတင်နေတဲ့ဟိုပေါ့နော်နိုင်ငံတကာနဲ့ရင်မောင်တန်းပြီးအင်္ဂလိပ်လိုတင်နေတဲ့နေရာကနေမှမြန်မာလိုပဲတင်ရမယ်ဆိုပြီးအတင်းအာရမဖိအားပေးပြီးပြောင်းလဲခဲ့တယ်လို့ဒီရန်ကုန်တက္ကသိုလ်ကကျောင်းသားတွေဆရာဆရာမတွေဒီအာနာရှင်တွေကိုတော်လှန်နေဆိုတဲ့သူ့ရဲ့မလုံမုန်းတာအယုံထားမှုကြောင့်ဒီတက္ကသိုလ်ရဲ့ပညာရေးစနစ်ကိုစနစ်တကျဖျက်ဆီးခဲ့တယ်ဆိုတော့ဘာပဲပြောဒီအာနာရှင်ဆက်ဒီပညာရေးစနစ်ကိုဖျက်ဆီးခဲ့တဲ့စစ်အာဏာရှင်တွေဖြစ်တဲ့ဖြစ်နေတဲ့ဟာမှာဒီရန်ကုန်တက္ကသိုလ်ဒီခေတ်ဆက်အာဏာရှင်တွေကိုတော်လှန်တဲ့နေရာမှာဘလို့ပဲသူတို့ဖျက်ဆီးနေပါစေဘလို့ပဲစစ်အာဏာရှင်လက်အောက်ကနေပြီးတော့မှကျောင်းတွေကိုဖွင့်နေပါစေသူတို့ဒီဘယ်စစ်အာဏာရှင်ကိုမှဒီလိုမျိုးဒီမတတ်တာလို့သာဖွင့်ခဲ့ရပြီမယ်လို့ဘ
ယ်လိုအကြောင်းနဲ့မှဒီဆက်အနာရှင်ခေါင်းဆောင်တွေကိုဒီလိုမျိုးရုပ်ပေါ့နော်ရုပ်ကြီးတန်ရုပ်ဆိုးစီမှာပွဲနှင်းအနှင်းနာမျိုးတခုမှမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီ2021အာဏာသိမ်းပြီးရဲ့နောက်မှာလက်ရှိဒီခု2026ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့မှာဖြစ်သွားတဲ့လောက်ရက်ကတော့ဒါရန်ကုန်တက္ကသိုလ်ရဲ့တမိုင်းစင်လာကိုလုံးဝမှကြာရှင်းပြီးတော့ရန်ကုန်တက္ကသိုလ်အကြီးတန်းသွားစီတဲ့လောက်ရက်တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီရဲ့အကျိုးဆက်နောက်တစ်ခုကဒီလိုလှုပ်လိုက်တဲ့လောက်ရက်ကိုအဓိကလက်ရှိဒီစစ်ကောင်းဆောင်ဒီပွဲအနှင်းလိုက်တဲ့ပမောက်ခါကျုပ်ကအစားဒီတန်ကုန်တက္ကသိုလ်မှာရှိနေတဲ့စစ်အာဏာရှင်အောက်မှာလက်တွဲလှုပ်ဆောင်နေတဲ့အားလုံးဒီရဲ့တရားခံတွေဖြစ်တယ်သူတို့ဒီဟာကိုတာဝန်ခံရမှာဖြစ်တယ်နောက်တစ်ချိန်မှာဒီလိုစိတ်ရဆုံးမှုခေါင်းဆောင်ကိုဒီလိုမျိုးမတန်မရာပွဲကိုအနှင်းပြီးတော့မှလူပေါ့နော်အကြီးတန်းရုပ်ဆိုးရဲ့လောက်ရက်ကိုလောက်တဲ့အတွက်သူတို့ကတာဝန်ခံရမယ့်လူတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်အနေနဲ့ပဏာမဆွေးနွေးပြရစီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီလောက်ရက်ကိုလောက်တဲ့သူတွေမှာတာဝန်ရှိတယ်ဆိုတဲ့ဥစ္စာကိုလည်းပြောသွားပြီးရပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျမတို့ဒုတိယမိကုံးလေးကိုဆက်လိုက်မယ်ပေါ့နော်အရှိမဦးနာဆရာပြောသလိုပဲကျမတို့ဒီနေ့လောက်ရတဲ့စကားဝိုင်းရဲ့ရည်ရွယ်ချက်ကဒီစစ်ကောင်းဆောင်တယောက်ကရတဲ့ဂုံဒူးဆောင်ဥစ္စာအပေါ်မှာစကားတွေထည့်ပြီးတော့ပြောချင်လို့မဟုတ်ဘူးသို့တော့ကျမတို့ဆရာမကုနာပြောသွားတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုသလိုပဲကျမတို့ကအနာခက်ကပညာရေးအပေါ်မှာဆရာမတို့တွေရဲ့အမြင်သဘောထားနဲ့အကြံဉာဏ်တွေကိုယူချင်တာလည်းပါတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့စကားဝိုင်းရဲ့ရည်ရွယ်ချက်မှာအဓိကအဲ့အကြောင်းအရာဥတီတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့နော်ဒီဒုတိယမိကုန်းအနေနဲ့ဆရာမကိုကျမအရင်စပြီးတော့မေးချင်ပါတယ်အဲ့ဒါကတော့ပေါ့နော်အနာဂတ်ပညာရေးအပေါ်မှာပေါ့နော်ဆရာမတို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးပေါ့နော်ပြန်ပို့မကောင်းမွန်အောင်ပေါ့နော်အကြံဉာဏ်နေပြီးချင်တယ်ပေါ့နော်ဆရာမတို့ရဲ့သုံးသက်ချက်ပေါ့နော်အကြံဉာဏ်အဲ့ဒါလေးတွေကိုလည်းနားထောင်ကြည့်ချင်ပါတယ်ဆရာမဒီလိုမျိုးပေါ့နော်စစ်ကောင်းဆောင်ဒီပွဲနေလိုက်တဲ့အခါကျတော့လက်တလောကျမတို့နိုင်ငံရဲ့ပညာရေးရဲ့စိတ်ဝင်ရလုံးဝပျောက်သွားတဲ့ဒီဟာကိုရောက်သွားတာပေါ့နော်အဲ့တော့ဒီလိုပြန်ပြီးတော့ပညာရေးစနစ်ပြန်ကောင်းမွန်ဖို့ဆိုရင်တော့ဒီအာဏာရှင်စနစ်ပပျောက်မှသာလေပညာရေးစနစ်ကပိုကောင်းလာမယ်လို့ကျမအနေနဲ့ဘာလို့ဆိုကျမတို့ကိုယ်တိုင်လည်းပဲဒီဟောပေါ့နော်စစ်အုပ်ချုပ်ရေးအောက်ဒီအာဏာရှင်တွေရဲ့လက်ထက်မှာပညာသင်ယူခဲ့ရတဲ့အခါကျတော့ပုံပွင့်လင်းတင်ယူခြင်းနဲ့ဘာသာရပ်တွေပုံပွင့်လင်းတင်ယူခွင့်မရဥပမာဆိုရင်ကျမတို့10တန်းအောင်တဲ့အချိန်မှာဒီနိုင်ငံရေးကိုစိတ်ဝင်စားတဲ့နိုင်ငံရေးသိပ္ပံပညာရေးတွေလို့သင်ကျင်တယ်ဒါပေမဲ့အဲ့ဒီဘာသာရပ်တွေအဲ့ဒီဟာတွေမရှိခဲ့တဲ့တရားတော့အဲ့ဒီဘာသာရပ်တွေတင်ယူလို့မရအောင်နောက်တစ်ခုကကျမတို့နိုင်ငံရဲ့ပညာရေးကဘာဖြစ်လဲဆိုလို့ရှိရင်အုံးပေးပေါင်းပေါ်မှာပဲသွားတာအဲ့တော့ဒီကိုဘလောက်ပဲဒီအရာဒီပညာရေးတစ်ခုကိုစိတ်ဝင်စားနေပါစီသင်ကျင်နေပါစီအဲ့ဒီအမတ်စင်းကနေပြီးတော့မှဒီကန့်တက်လိုက်တဲ့အခါမှာကျမတို့တွေကဘာလဲဆိုရင်ပညာရေးကျမတို့နိုင်ငံရဲ့မျိုးဆက်ကဒီကျမတို့နိုင်ငံပညာရေးကိုလုံးဝကန့်တက်ချလိုက်တာနဲ့အတူတူပဲအဲ့တော့ဒီစစ်အာဏာရှင်စနစ်နဲ့လုံးဝပပျောက်လုံးမှာပညာရေးကိုတကယ်စိတ်ဝင်စားတဲ့ဘာသာရပ်ပေါ့နော်ကျောင်းသားကျောင်းသူတွေတကယ်စိတ်ဝင်စားမယ်လုံးဝထိန်းချုပ်မှုမရှိဘူးထိန်းချုပ်အကန့်တက်မဲ့ပေါ့နော်သူတို့စိတ်ဝင်စားတဲ့ဘာသာရပ်တွေတကယ်တင်ယူခွင့်သာရမယ်ဆိုရင်ကျမတို့နိုင်ငံကပို့ပြီးမှတိုးတက်လာမယ်ပေါ့နော်အဲ့တော့ဒီပညာရေးစနစ်တစ်ခုလုံးပိုကောင်းလာဖို့အတွက်ဆိုတော့လုံးဝအာဏာရှင်စနစ်ပပျောက်ဖို့ကအရေးကြီးတယ်ပေါ့နော်အာဏာရှင်စနစ်ပပျောက်မှသာလေပညာရေးကပိုကောင်းလာမယ်လို့ကျမတို့မြင်ပါတယ်ရှင့်ဟုတ်ကဲ့ဆရာမပြောကြားပြီးတော့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျမဒီမိကုန်းလေးကိုပဲကိုဖိုးချိုလေးကိုမိချင်တယ်ပေါ့နော်ကိုဖိုးချိုလေးကစီရီယန်တက္ကသိုလ်ကျောင်းသားတူဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကိုဖိုးချိုလေးအနေနဲ့ဒီအနာဂတ်ကပညာရေးပေါ်မှာဘယ်လိုမျှော်မှန်းထားလဲပေါ့နော်ဘာတွေကိုသင်ယူခြင်းလဲပေါ့နော်ဖြစ်ချင်တဲ့စိတ်ဆန္ဒကိုဖိုးချိုလေးဘာတွေပြောပြခြင်းလဲပေါ့နော်ပြောပြပေးပါအောင်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ပြောရရင်တော့ဒါဒီစစ်ခေါင်းဆောင်ကိုဒီဘွဲနဲ့အနှင်းလိုက်တဲ့အတွက်ကြောင့်ဒါနဲ့ဆက်ပြီးပြောရမှာဆိုရင်ဒါကျွန်တော်နိုင်ငံအနှံ့မှာပေါ့နော်ဒါစာသင်ကျောင်းတွေစာသင်ကျောင်းတွေမှာမှဒီပညာသင်ယူနေတဲ့ကလေးငယ်တွေရှိနေတာကိုတိနဲ့လေချောင်းတက်ခိုင်းမှုတွေလုပ်တယ်ပေါ့ဒီလိုလုပ်နေတဲ့သူကိုဒီပွဲပေးတာဒီဒါလုံးဝမတန်မရာပွဲဖြစ်တယ်မရှိမြင့်ထိုက်တဲ့ဟာကိုရှိမြင့်တာဖြစ်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့နိုင်ငံမှာလွတ်လပ်စွာပညာသင်ကြားခွင့်ကဆုံးရှုံးနေတယ်ကျွန်တော်တို့ရဲ့ right to education ဆုံးရှုံးနေတယ်နောက်တစ်ခုကစစ်ကြုံပညာရေးကိုအသက်သွင်းနေတာဖြစ်တယ်ကျွန်တော်တို့ဒီစစ်အာဏာရှင်နေသူတို့ရဲ့စစ်အုပ်ချုပ်ရေးစစ်အာဏာရှင်အုပ်ချုပ်ရေးရေရှည်တည်တံ့ရေးအတွက်ပညာရေးကိုလိုသလိုပုံဖော်ပြီးတော့မှပညာရေးရဲ့စနစ်တွေကိုဖျက်ဆီးပြီးတော့မှပညာရေးလွတ်လပ်ခွင့်တွေကိုဖျက်ဆီးနေတဲ့လောက်ရက်တွေဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်ကအနာဂတ်မှာကျွန်တော်တို့ဒီဒါစစ်မှန်တဲ့လွတ်လပ်တဲ့ပညာသင်ကြားခွင့်တွေရရှိမယ်နောက်ပြီးတော့စစ်မှန်တဲ့
ကျောင်းသူကျောင်းသားတိုင်းလေးလာခြင်းနဲ့ကိုလေးလာခြင်းနဲ့ဘာသာရပ်ကိုလွတ်လပ်စွာလေးလာနိုင်မယ်နောက်ပြီးတော့ကိုလေးလာထားတဲ့ပညာရပ်တွေကိုလေးလာစွာအသုံးချမယ်ပြန်လည်မျှဝေနိုင်မယ်ပညာရေးရအောင်တစ်ခုပေါ်ပေါက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဆက်အာဏာရှင်စနစ်အဆုံးသတ်ဖို့လိုတယ်ဆက်အာဏာရှင်စနစ်ကိုပပျက်အောင်ဖျောက်ဖျက်ဖို့လိုတယ်ဒီလိုပြောလို့ကျွန်တော်တို့ကတချို့လည်းမေးကောင်းမေးလိမ့်မယ်ပေါ့နော်မင်းတို့ကိုယ်တိုင်ကဆက်အာဏာရှင်စစ်ကြုံပညာရေးအောက်ကနေပြီးတော့ကြီးပြင်းလာတာမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကိုယ်တိုင်လည်းစစ်ကြုံပညာရေးအောက်ကနေပြီးတော့ကြီးပြင်းဒါပေမဲ့ဒါဒီကျွန်တော်တို့မသိနေတဲ့အချိန်မှာကျွန်တော်တို့ဒီစစ်ကြုံပညာရေးအောက်ကိုရောက်နေတယ်ဆိုတာကိုမသိနေတဲ့အချိန်မှာတော့ဒီဟာဒီမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စစ်ကြုံပညာရေးဆိုတာကိုသိနေတဲ့အချိန်မှာတော့ဒါဒီကျွန်တော်တို့ရဲ့လက်တွေ့ခံစားနေရတဲ့ကျွန်တော်တို့ကြီးပြင်းတဲ့အချိန်တွေအရာဒီပညာရေးမှာသင်ယူခဲ့ရပြီမလို့ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်ကလေးတွေငယ်တွေကျွန်တော်တို့အနာဂတ်မျိုးဆက်ကျောင်းသူကျောင်းသားတွေဒီစစ်ကြုံပညာရေးအောက်ကနေပြီးတော့လွတ်အောင်ရုံးထွက်ဖို့လိုတယ်ဆိုတဲ့အသည့်ကိုလည်းကျွန်တော်တို့သိဖို့လိုတယ်ငါကဒီစစ်ကြုံပညာရေးအောက်မှာတင်ကြားခဲ့လို့နောက်မျိုးဆက်လည်းဒီဟာမှာတင်ကြားတာဘာမှမထူးဆန်းပါဘူးကွာဆိုတဲ့အတွေးဒီဒါမှားယွင်းတဲ့အတွေးလို့ကျွန်တော်အနေနဲ့ဒီညမှာသုံးသပ်ခြင်းနဲ့ကျွန်တော်တို့ကကိုခံစားရတဲ့ဒါခံစားမှုပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့အနာဂတ်မျိုးဆက်တွေလွတ်လပ်စွာပညာသင်ကြားခွင့်ရအောင်ပညာရေးရဲ့လွတ်လပ်ခွင့်အရာတာကိုခံစားရအောင်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ပညာရေးကိုခင်မိတဲ့အစဉ်တန်းမြင်မာတဲ့ပညာသင်ကြားမှုရအောင်တစ်ခုမှာကျွန်တော်တို့အနာဂတ်မျိုးဆက်တွေသင်ကြားတင်ယူနိုင်ခွင့်ရအောင်ကျွန်တော်တို့ကတော်လှန်သွားရမှာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကျွန်တော်နိုင်ငံရဲ့ပညာရေးစနစ်တိုးတက်ကောင်းမွန်ပြီးတော့မှဒါဒီမိုကရေစီပညာရေးအသွင်ကူးပြောင်းနိုင်ဖို့လွတ်လပ်စွာပညာသင်ကြားရေးကိုလွတ်လပ်စွာဖော်ထုတ်နိုင်ဖို့အတွက်ကကျွန်တော်ကစစ်ကြုံပညာရေးကိုဒါအပြီးတိုင်းတော်လှန်ကြဖို့လိုတယ်အဲ့လိုတော်လှန်ဖို့အတွက်စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တော်လှန်ချေမှုန်းကြဖို့လိုတယ်တော်လှန်ကြဖို့လိုတယ်ဆိုတော့တဲ့တင်စကားကိုဒီနေရာနေပဲပါချင်ပါတယ်ဟုတ်ကဲ့ပြောပြပေးသွားတာအများကြီးကျေးဇူးတင်ပါတယ်ကိုဖူးဖူးချိုလေးပြောသွားတယ်ပေါ့နော်စစ်ကြုံပညာရေးအောက်မှာလာမယ့်အနာဂတ်မျိုးဆက်တွေကိုဆက်ပြီးတော့မရှင်တန်စီခြင်းဘူးလွတ်လပ်တဲ့တိုးတက်တဲ့ကောင်းမွန်တဲ့ပညာသင်ကြားခွင့်တွေရရှိခြင်းနဲ့ပေါ့နော်ဒါလေးကြားလိုက်ရတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာကိုဒီမိကွန်းလေးကိုပဲကျွန်မထပ်ပြီးတော့မေးချင်ပါတယ်ဆရာဆရာအနေနဲ့ပေါ့နော်အခုလက်ရှိမှာလည်းဒီတော်လှန်ရေးဘက်မှာရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာရေးစနစ်ကိုဆရာတို့အနေနဲ့အများကြီးစူးစမ်းပြီးတော့စူးစမ်းပေးနေတယ်ကောင်းမွန်တဲ့ပညာရေးစနစ်ရအောင်ပေါ့နော်ဆိုတဲ့အခါကျတော့အနာဂတ်မှာပေါ့နော်ဒီလူငယ်တွေကိုဘယ်လိုမျိုးပညာရေးစနစ်မျိုးကိုပေါ့နော်ဆရာတို့ပေးခြင်းနဲ့ပေါ့နော်ဆိုတဲ့အဲ့ဒီဟာလေးကိုဆရာရဲ့အမြင်နဲ့ဆရာအကြံဉာဏ်လေးသဘောထားလေးတွေကိုပြောပြပေးပါအောင်ဆရာဟုတ်ကဲ့ဆရာမပညာရေးအနာဂတ်လူအပ်တဲ့ပညာရေးနဲ့ပတ်သက်လို့ကဒါကျွန်တော်တို့တပိုင်းကြောင်းတစ်ချောင်းပါလဲမြန်မာပညာရေးနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲရေးအတွင်ပြုပြောင်းရေးတွေလုပ်ခဲ့ကြတယ်နော်ကျွန်တော်လက်သက်ဆွမ်းသမျှကိုတနိုင်ဝင်ပါခဲ့တယ်ဆိုတော့ပညာရေးဆိုတဲ့အခါမှာကျွန်တော်တို့ဒီကိုလိုနီလက်ထက်ကနေစလို့ပေါ့နော်ဒီလွတ်လပ်ရေးရလာလဲလွတ်လပ်ရေးပြီးတဲ့ခေတ်မှာနိုင်ငံတော်ပြန်တဲ့နိုင်ငံထူထောင်တဲ့လွတ်လပ်ရေးနိုင်ငံထူထောင်တဲ့ဆိုတဲ့ခါကျတော့လေကျွန်တော်တို့ကနိုင်ငံရေးအရာတွားနေတာတပိုင်းအဲ့ဒီချိန်မှာနိုင်ငံရေးအရာဒီခံချက်ဒီခိုင်မာရှိလာအောင်အမျိုးသားရေးစိတ်တွေနှိုးချလာပေါ့သူတို့ခေတ်ကပြောတဲ့အမျိုးသားရေးပေါ့ဗျာကျွန်တော်အမျိုးသားရေးဆိုတဲ့စကားသုံးလို့ဒီဘက်မှာဒီဘက်ခေတ်ကအမြင်နဲ့လည်းမမြင်စေချင်ပါဘူးနော်ဆိုတော့အမျိုးသားရေးစိတ်တဲ့ဒီနိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေဒါတွေပေါ်လာအောင်ဆိုတာပညာရေးရဲ့ဒီကိုလိုနီခေတ်ပညာရေးရဲ့အရှိန်ဟုန်နဲ့ကျွန်တော်ဒီပညာငတ်မမှုတွေပညာရဝန်းရဲ့ကျွန်တော်တို့ဖန်အားကောင်းမှုတွေရှိခဲ့ကြလို့နိုင်ငံရေးလောကမှာလည်းပဲတကယ်တွေးခေါ်နိုင်တဲ့လူတွေအစွမ်းစားရှိတဲ့လူတွေဖြစ်ခဲ့တယ်ဒါပညာရေးအားကောင်းမှုဆိုတော့ပညာဆိုတာကကျွန်တော်တို့အတန်းပညာတွေဘွဲ့ရသွားတာလည်းမဟုတ်ဘဲနဲ့ဘဝရဲ့နေနည်းထိုင်နည်းကိုယ့်ရဲ့ဝိညာဉ်ပေါ်မှာစိတ်နေစိတ်ထားဒါတွေတက်ရောက်မှုတွေကျွန်တော်တို့အဒီကာလတွေမှာပြန်လှည့်မျိုးလို့ပြင်လို့ရတယ်1960ကျော်ကာလရောက်လာတဲ့အခါကျတော့ဆင့်အောင်ခြင်းတွေကပညာရေးမှာဝင်ရောက်ဆွတ်ဖက်တာတွေဖိနှိပ်တာတွေဒါတွေရှိလာပြီးတော့ပညာရဲ့ငွေတက်တရားတည်သွားတယ်ရန်ကုန်တက္ကသိုလ်ကလည်းပဲမိဂါမတာတက္ကသိုလ်တိုးတော်လည်းပဲအာနာရှင်ရဲ့လက်အောက်ဆက်ဆက်ကြာရောက်လာပြီးတော့တက္ကသိုလ်ပညာရေးကိုခရီးဆက်နိုင်တယ်ဆိုရုံမျှနဲ့ပဲဆက်လာပြီးတော့ဒါကျွန်တော်တို့သွားခဲ့တယ်အရေးအတွက်တွေကိုမွေးထုတ်တယ်အရေးသွေးမဲ့တဲ့အရေးအတွက်တွေမွေးထုတ်တယ်ပညာဆိုတဲ့အနှစ်သာရကင်းမဲ့ပြီးတော့ဘွဲရပညာမတတ်တွေတိုင်းပြည်အတွက်လည်းစဉ်းစားမှုနေနေတာ
ပွဲတစ်လုံးလောက်တော့ရထိုင်ကောင်းတော့ပို့ဆိုတဲ့အတွေးခေါ်မျိုးဝင်လာခဲ့တဲ့အခြေအနေဒီတက်ဆင်းသွားတယ်ဒီပွဲတစ်လုံးရဖို့အတွက်ပဲဘယ်လိုမျိုးနီးလန်းကိုတုံးကြီးမှန်းချက်ရောက်ဖို့ပဲအဲ့တော့ပြောရရင်ကျွန်တော်တို့အားလုံးလည်းသိကြပါတယ်စာခိုးချကြတယ်ပွဲတစ်လုံးရပါမိဘတာဝန်ကျေပြီးအဲ့ဒီချိန်မှာအပေါ်ကိုပွဲရတာတခြားဘဝရက်ဒီအတွက်နီးလန်းတခြားဆို individualist တွေဖြစ်ခဲ့ကြတယ်နော်ဆိုတော့ဒီကနေမှနောက်ပိုင်းကျွန်တော်တို့ဒီရတာဆိုရရှိတဖြည်းဖြည်းကူးပြောင်းလာတဲ့ပညာရေးဆိုင်ရာအမြင်တွေလည်းလူတွေမြင်တတ်လာအောင်လို့ပညာတန်ဖို့တတိပြုမိလာအောင်လို့ပြုပြင်ပြောင်းလဲလေးနဲ့လာပြီးတော့ကျွန်တော်တို့ပညာတန်ဖို့ထားတဲ့လာပြီးတော့ပညာတန်ဖို့လေးတွေနှိမ့်ချိုက်ရှိမယ်လို့ရှိတာမဟုတ်သေးเนาะရှိမယ်လို့ရေးရေးလေးပေါ်လာတဲ့အချိန်မှာပဲရက်ဆက်စွာနဲ့เนาะဒီအာနာရှင်တွေကကျွန်တော်တို့လူဖွဲ့စည်းတရားလို့ရိုက်ချိုးပြတယ်ပညာရေးဆိုပို့ဆိုးတော့ပညာရေးပြန်လဲတိဆောက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးလေပညာဆိုတာကျွန်တော်တို့ဒီဘွဲတစ်လုံးရတာလည်းမဟုတ်ဘူးလူတွေရဲ့ဒီနှလုံးသားတွေနဲ့ဆိုင်တယ်ဘဝတွေနဲ့ဆိုင်တယ်ကိုချင်းစာတရားတွေနဲ့ဆိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီခေတ်ဆက်ဆက်เนาะပညာရေးကိုဒီ1960နောက်ပိုင်းစစ်အာဏာရှင်တွေရိုက်ချိုးလာတာလူတွေရဲ့ကျွန်တော်တို့ဒီပညာတတ်တယ်လို့ဘွဲရတာလို့မဟုတ်ပညာဆိုတာကဘဝနေပြီးထိုင်ပြီးကိုချင်းစာတရားဒါတွေပြတ်သုံးလာလိုက်တာဘတ်စကားပေါ်တော့မှဟိုးကြီးပိုင်းနဲ့နေရာလူထိုင်ရလောက်အောင်ကိုလူတွေရဲ့အကျင့်တရားတွေပြတ်ပြတ်သွားခဲ့တာလေဒါပညာဟိုရိုက်ချိုးခံလိုက်ရလို့ဖြစ်လာခဲ့တယ်ငွေတက်တယ်ဒီလိုနောက်ပိုင်းမှာမှကျွန်တော်တို့ဒီရတာဆွေးရနောက်ပိုင်းပရာဟိတတွေပေါ်လာတယ်တရားပြကိုချင်းစာတရားနဲ့စာနာတတ်တယ်ဆိုတာအတန်းပညာတွေသင်ကြားနေတာဟုတ်တာလူသားတွေတယောက်စာနာတတ်တယ်နားလည်တတ်တယ်ဒီကနေတစ်ဆင့်ကျွန်တော်တို့ပညာရဲ့တန်ဖိုးပညာရဲ့ဂုဏ်သိက္ခာဒါတွေကိုပြန်ပြီးအလေးထားတဲ့ခေတ်ကလေးကိုရောက်နေမှကြံရှိပြီးဒီလိုကိစ္စတွေဖြစ်တယ်နော်ဆိုတော့ဒီ1960နောက်ပိုင်းပညာကိုလိုလိုလားလားနဲ့ဖြည့်ဆည်းခဲ့ကြတဲ့ပုံကိုယ်ကြီးရှိနေသည့်တိုင်အောင်ကျွန်တော်တို့ဒါဘက်ကအာဏာရှင်တွေဘက်ကလောက်တော့ဒီပညာရေးအကောင့်ထဲပေါ်တဲ့ပုံကိုယ်တစုပေါ့နော်ပုံကိုယ်ကျွန်တော်တို့ကြုံခဲ့တဲ့ဆရာကြီးရှိတယ်ရှင်းပါဆရာကြီးတော်မောင်ခါခေတ်ဆက်ဆက်ကိုပညာရံဝန်းမှာလားကိုပညာကိုတန်ဖိုးထားဆရာနာရှင်တွေကဒါမှမသိနဲ့ဒီလိုမလုပ်နဲ့ဒါတွေမလုပ်အောင်ဆိုတဲ့နော်ကိစ္စတွေမလွန်ဆိုင်လို့နားထောင်ပြီးတော့နေခဲ့ရတော့လည်းပဲဒီအာဏာရှင်တွေပုံမှာနော်ကျွန်တော်တို့ဒီပညာရံဝန်းတွေကလူတွေပြီးဒုမထောက်ခဲ့ကြမတတ်တာလို့လားအာမန်လျှော့ပြီးတော့နေခဲ့ရတော့လည်းပဲဒီပညာရှင်တွေကကျွန်တော်တို့ဒီအာဏာရှင်တွေအောက်မှာဒုထောက်ခဲ့ကြတယ်လို့မဟုတ်အခုကတော့ဒုထောက်ရုံနဲ့မကောက်ဘူးကြာဒီဖြစ်သွားလိုက်တဲ့ဖြစ်ကြီးอ่ะဒုထောက်ရုံနဲ့မကောက်အာဏာရှင်ဟိုကျွန်တော်တို့ပညာဆိုတဲ့เนาะရက်ဝန်းကြီးနဲ့ပါအလဲခတ်လုပ်ပြီးတော့ကိုကျိုးစည်းပွားရှာသွားကြဒါနိုင်ငံအတွက်ဒါအင်မတန်ကိုရည်ရင်းစရာကောင်းတဲ့ကိစ္စကျွန်တော်တို့ကလေးတွေကကျွန်တော်တို့အဓိကပြောမယ်ပညာအနာဂတ်ပညာဆိုတာလုံးဝကိုယုံကြည်စရာမကောင်းတော့လောက်အောင်ရက်ဆက်ရုံမှာပတ်ဆက်တဲ့လုပ်ရက်ကြီးလုပ်လိုက်တာဒါဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးလည်းလှမ်းမြင်လို့ရပါတယ်ကျွန်တော်အနာဂတ်ပညာရဲ့ဘယ်ကိုသွားနေတာလဲဒါကိုလုပ်နေတယ်ခုနကခုချိုလေးပြောခဲ့တယ်စစ်ကြုံပညာရေးစနစ်တွေမကတော့စစ်ကြုံပညာရေးကမှစစ်ကြုံပညာရေးကစစ်တပ်အတွက်အသုံးတော်ခံလူတွေမွေးထုတ်မဲ့ပညာရေးကိုသွားတာအခုဟာအဲ့ဒီလိုအသုံးတော်ခံပညာရေးကိုသွားတာထည့်ပြီးတော့မှကိုကျိုးစီးပွားရှာရတဲ့လူတွေကပညာကိုတန်ဖိုးမဲ့သွားတယ်အလဲခံလုပ်ပြီးသွားလိုက်တယ်ဆိုတော့ကျွန်တော်တို့ကလေးတွေအနာဂတ်ကိုမျက်ွယ်ပြုတဲ့လူတွေပေါ်နေတဲ့အကောင်ထဲပေါ်နေတဲ့ပညာရေးကြီးထဲမှာအခုရောက်နေတယ်လေဆိုတော့အဲ့တော့ကျွန်တော်တို့ဘာလုပ်ကြမလဲပြည်တွင်းမှာရှိတဲ့ဒီဟိုကျွန်တော်ချို့မိဘတွေကလေးဒီအတွက်ပညာရေးပေါ်စိုးရိမ်နေကြတဲ့သူတွေဆိုတော့ပုဂ္ဂလိကအကြောင်းတွေတွားထားတယ်ကိုယ်ပိုင်အခွင့်အရေးရှာကြရတယ်တက်တူပညာကိုသင်နေကြတဲ့သူတွေတက်နိုင်တဲ့သူတွေကနိုင်ငံတကာပညာရေးလှမ်းနေမတက်နိုင်တဲ့သူတွေကလည်းသင်တန်းလေးပဲတက်ပြီးတော့ကျွန်တော်တို့သင်တန်းလေးပဲတက်ပြီးတော့ဒီအလုပ်ကိုင်ခွင့်လန်းလေးရမလားဆိုတဲ့အတွက်ကိုပဲတွားကြပါတော့ပညာဆိုတဲ့ဒီအနှစ်သာရသဘောကြီးကတော့ကင်းနေတယ်ဆိုတော့ကျွန်တော်တို့တော်လန်ကြီးမှာခုနဆရာမတို့ကိုဘူးချူလေးတို့ပြောသွားတယ်ဆိုတော့
စစ်အာဏာရှင်စနစ်ပြတ်သုံးသွားဖို့လိုအပ်တယ်စစ်အာဏာရှင်စနစ်ပြတ်သုံးသွားမှကျွန်တော်တို့ဒီပွင့်လင်းနဲ့တကယ်စစ်မှန်တဲ့ပညာဉာဏ်ကိုတည်ဆောက်နိုင်မှာမှန်တယ်သို့တော်လည်းဒီကာလမှာအာဏာရှင်တော်လှန်နေရင်းနဲ့လည်းကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်အချင်းချင်းတွေအတူတူဝိုင်းဝန်းပြီးတော့ကျွန်တော်တက္ကသိုလ်ကြီးတစ်ခုကဘွဲရမှာလည်းမဟုတ်ပါဘူးပေါ့နော်ဘယ်တက္ကသိုလ်ကဘွဲရမှာလဲဒီတက္ကသိုလ်ကဘွဲရရင်ဘာလုပ်ရလဲဒါမျိုးတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတကယ်လူသားချင်းစာနာတတ်သောပညာကိုတန်ဖိုးရှိသောဝန်းကျင်တွေကိုကျွန်တော်တို့အချင်းချင်းဝိုင်းဝန်းတည်ဆောက်ပြီးတော့ပေါ့နော်ဟိုမှာကျွန်တော်ဒီတော်လိုင်းအစားလည်းရှိတယ်မြေပြင်ကျောင်းတွေရက်ရွာအခြေပြုကျောင်းတွေဆိုတော့စေတနာမှန်တဲ့လူတွေကနေစုစည်းတည်လုပ်တယ်ဒီဟာတွေပေါ်မှာလည်းစကားစားတာမျိုးနှိမ့်ဆက်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဝင်ကျင်မဟုတ်တော့ကျွန်တော်တို့ခဏတို့ online ကနေပညာမျှဝေနိုင်တဲ့အစီအစဉ်မျိုးလေးတွေတကယ်ပေါ့နော်ဒီပညာကိုချက်တက်လာတဲ့ဝင်ကျင်မျိုးလေးတွေပေါ့ဘွဲတီဗီအတွက်မဟုတ်တော့ဒါမျိုးတွေပြန်ကောင်းတဲ့ပေါ်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့လူငယ်တွေအနာဂတ်အတွက်နော်ကောင်းကျိုးကောင်းရာတစ်ခုခုတော့လုပ်ပေးနိုင်ကောင်းလိမ့်မယ်လို့တော့မျှော်လင့်တယ်ဆိုတော့ဒီကနေမှတဆင့်တက်လို့ပေါ့နော်ကျွန်တော်တို့ curriculum တွေကောင်းကောင်းဆွဲမယ်နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးကျွန်တော်တို့ရဲ့ဒီတင်ကြားနေမှုတွေအာမခံချက်ရအောင်ယူမယ်ကလေးတွေအနာဂတ်ပညာရေးအတွက်လည်းခီးဆက်နိုင်လို့လုပ်ပြီးနိုင်တဲ့အခြေအနေကြီးရောက်သွားနိုင်တော့တာအတိုင်းထက်လုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအစမှာတော့မိဘရဲ့ဆရာမတွေရဲ့စသဖြင့်ပေါ့ဒီအရင်စူးစီးပြီးတော့ကျွန်တော်တို့တကယ်ပညာလမ်းကြောင်းလေးတစ်ခုကိုပုံဖော်ကြဖို့စဉ်းစားရမယ့်အချိန်တော့လိုအပ်နေပြီလို့ကျွန်တော်အနေနဲ့ကြံပြုချင်ပါတယ်ဟုတ်ကဲ့ဆရာပြောသွားတာလေအများကြီးဘုဒ္ဓတာရလိုက်တယ်ပေါ့နော်ဆိုတော့ပညာဆိုတဲ့ဥစ္စာကဘဝနေနိုင်ပြီဆိုတဲ့ဟာလေးပြောသွားတယ်ပေါ့နော်ဆိုတော့ပညာရဲ့အကြောင်းလေးကဆရာတိတိကျကျလေးရှင်းပြသွားတာလေကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဆရာပြောသွားတဲ့အချိန်မှာအနာဂတ်ပညာရေးမှာဆရာတွေရောကျောင်းသားမိဘတွေရောအားလုံးပူးပေါင်းပြီးတော့ပုံဖော်ပြီးတော့စူးစမ်းကြဖို့လိုအပ်တယ်လို့ပြောသွားတာကိုကြားလိုက်ရပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီနေ့ပေါ့နော်ကျမတို့ပေါ့နော်ဒီစကားဝိုင်းလေးမှာအများကြီးကျိုးရှိသွားလိမ့်မယ်လို့ကျမအနေနဲ့မျှော်လင့်နေပေါ့နော်အခုဆရာတို့ဆရာမတို့ပေါ့နော်ကိုဖိုးချိုလေးတို့ပြောသွားတာကိုအားလုံးအနှစ်ချုပ်ပြီးကြည့်လိုက်လို့ရှိရင်ကျမတို့ကဒီပေါ့နော်အနာဂတ်ရဲ့ပညာရေးကောင်းဖို့ဆိုတဲ့ဥစ္စာစစ်ကြုံပညာရေးကိုရုံးထွက်နိုင်မှာဖြစ်မယ်။နောက်အနာဂတ်ကလေးတွေကဒီအတိုင်းပဲပေါ့နော်စစ်အုပ်ချုပ်ရေးစစ်တပ်အုပ်ချုပ်ရေးစစ်အာဏာရှင်အောက်မှာနေတဲ့ရွေးကတော့ကျမတို့ကလေးတွေရဲ့ပညာရေးကဘလို့မှလာမကောင်းနိုင်ဘူးဆိုတဲ့ဥစ္စာကိုပေါ့နော်အားလုံးရဲ့ပြောသွားတဲ့စကားတွေမှာပါတယ်ပေါ့နော်နောက်ပြီးတော့ဆရာတို့ဆရာမတို့အားလုံးရဲ့ပေါ့နော်ပြောသွားတဲ့အထက်မှာရန်ကုန်တက္ကသိုလ်ကြီးရဲ့ဒီသမိုင်းကိုပေါ့နော်အချိန်မဲကြီးတင်သွားတဲ့အပေါ်မှာလည်းဆရာမလည်းစိတ်မကောင်းမှုဆိုတာပြောရဲပေါ့နော်ဆိုဒါဒီဥစ္စာလည်းတနေ့ကြလို့ရှိရင်ဒီသမိုင်းရဲ့တရားခံပေါ့နော်သူတို့တွေကတာဝန်ယူပြီးဖြည့်ရှင်းရမှာပဲဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းကျမတို့ဒီဟာရဲ့ဒီစကားဝိုင်းလေးရဲ့ဥစ္စာမှာအနှစ်ချုပ်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ဆရာမတို့အနေနဲ့ရောကိုဖိုးချိုလေးတို့အနေနဲ့ရောအနာဂတ်ကလေးတွေပညာရေးအတွက်ကိုအကြံဉာဏ်လေးတွေပြောသွားပေးတာလေးတွေပုံမှာလည်းကျမတို့ခင်မောင်းတဲ့မီဒီယာအနေနဲ့လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီနေ့အစီအစဉ်ကိုနားသင်မဲ့ပေါ့နော်နားထောင်မဲ့ကြည့်ရှုမဲ့သူတွေအတွက်လည်းအကျိုးကျေးဇူးရှိလိမ့်မယ်လို့ကျမအနေနဲ့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ကျမတို့ဒီနေ့ရဲ့စကားဝိုင်းလေးကိုကျမတို့ဒီမှာကျမတို့ရည်နာလိုက်မယ်ပေါ့နော်ဒီနေ့ကျမတို့ပေါ့နော်အချိန်ပေးပြီးတော့ဆရာတို့ဆရာမတို့ကိုဖိုးချိုလေးတို့အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်ကြောင့်မို့လို့ကျမခင်မောင်းတဲ့မီဒီယာကနေပြီးတော့ကျေးဇူးထူးတင်ရှိပါတယ်ဆရာဆရာမတို့အားလုံးကိုဖိုးချိုလေးရောကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့တင်ဆက်သွားတယ်ကျမတို့ခင်မောင်းတဲ့မီဒီယာရဲ့ဘာတွေပြောချင်လဲဘာတွေပြောကြမလဲဆိုတဲ့စကားဝိုင်းလေးမှာလာရောက်ပြီးတော့ဆွေးနွေးပြီးတော့ပြောကြားပေးသွားတယ်ဆရာဆရာမတို့အနေနဲ့လည်းဂျင်းနဲ့အားရလိမ့်မယ်လို့ထင်ပါတယ်ထို့တူပဲဒီခင်မောင်းတဲ့မီဒီယာမှာကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေကလည်းဒီနေ့ဆရာဆရာမတွေရဲ့ပြောကြားသွားတဲ့ဆွေးနွေးချက်တွေအပေါ်မှာဂျင်းနဲ့နှစ်သိပ်ပြီးတော့အားရလိမ့်မယ်လို့ကျမအနေနဲ့မျှော်လင့်မိပါတယ်ဆိုတော့လေဒီလိုပဲကျမတို့ဒီစကားဝိုင်းအစီအစဉ်ကပေါ့နော်လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာမူတည်ပြီးတော့ဘာတွေပြောချင်တယ်လဲဆိုတဲ့ဘာတွေပြောကြမလဲဆိုတဲ့အစီအစဉ်ဖြစ်တဲ့အတိုင်းပဲပရိသတ်ကြီးအနေနဲ့တော်လှန်ရေး
ဘက်မှာရှိနေတဲ့ပြည်သူတွေအနေနဲ့ကလည်းပေါ့နော်ဟိုကျမတို့မီဒီယာကိုပေါ့နော်အကြံဉာဏ်တွေပေးလို့ရပါတယ်ဘာတွေပြောစေခြင်းလဲပေါ့ဘာတွေကိုအကြံဉာဏ်ပေါ့နော်ဟိုသိချင်ကြတယ်လဲဆိုတဲ့ဟာကိုကျမတို့ခင်မောင်းတဲ့မီဒီယာရဲ့comment အောက်မှာလည်းလာပြီးတော့အကြံဉာဏ်ပေးလို့ရတယ်ဝေဖန်လို့လည်းရတယ်လာပြီးတော့အကြံပြုလို့လည်းရပါတယ်ဒီလိုပဲကျမတို့ရဲ့ YouTube link တွေမှာရော Facebook ရဲ့ဟိုပေါ့ page messenger တွေကနေပြီးတော့လည်းကျမတို့ရဲ့ဒီစကားဝိုင်း season မှာပြောစီခြင်းတဲ့ဥစ္စာလေးတွေကိုလည်းလာပြီးတော့ကျမတို့ကိုပြောထားပြီးလို့ရပါတယ်ကျမတို့အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်ဒီကနေ့ရဲ့ season လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်မယ်ပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်